Okay ဇာဒီနေ့ဒီမေးခွန်းလေးဖြေပြီးပေါ့နော်တို့ဒီတစ်စက်လုံငန်းလုံမယ်ဆိုရင်ကျွန်တော်နံပါတ်1ချက်အတန်းပညာလုံးဝမလုပ်ဘူးပေါ့နော်ဒီမေးခွန်းနဲ့မေးတဲ့မေးခွန်းအတိုင်းဆိုရင်ကျွန်တော်အတန်းပညာနဲ့တော့မဆိုင်ပါဘူးအဓိကကိုယ်စိတ်ဝင်စားမှုကိုရဲ့ဒီလုံနိုင်တဲ့စွမ်းရည်ပုံမှန်မှုဒီတွေပေါ့နော်အဓိကကိုယ်ဖေးလောက်ပဲလို့ကိုယ်စိတ်ဝင်စားမယ်ဆိုရင်တော့အဲ့ဒီတော့ကတော့ဒီကျွမ်းကျင်နေတော့တန်းမြောင်မယ်ပေါ့နော်တို့ဒီကွန်ပျူတာတင်တန်းတက်ချင်တယ်ဟုတ်တယ်စားစီမှာတင်တန်းဒီ2မျိုးရှိပါတယ်2ရက်တင်တန်းနဲ့ကျွန်တော်ဒီ6ရက်တင်တန်းဆိုတာရှိတယ်အပြင်တွေ့ပေါ့နော်အပြင်တွေ့2ရက်တင်တန်းနဲ့အပြင်တွေ့6ရက်တင်တန်း6ရက်ဆိုတာကကျွန်တော်ဒီစနေနေ့ကို3ပတ်တက်ရမယ်တို့2ရက်တင်တန်းဒီစနေနေ့ကိုတစ်ပတ်ပါမယ်ပေါ့နော်ပါကွာလဲဆိုတော့ကျွန်တော်ဒီ6ရက်တင်တန်းကကျတော့ကျွန်တော်ကွန်ပျူတာ Excel ပါမယ် Power Microsoft Word ပါမယ်ပြီးရင် Photoshop ပါမယ်ပေါ့နော်အဲ့ဒါအခြေခံ3ပတ်ဆိုအခြေခံဘောတရားအခြေခံအကုန်လုံးစလုံးတင်ပြီးမယ်အောက်ခြေကနေစတင်ပြီးပြီးရင်ကျန်တဲ့ရက်ဒီကမတက်မချင်းတင်ရမှာပဲဖြစ်တယ်ဇာစီမှာတင်တန်းအပ်ပြီးတော့တင်တန်းလေးလွှဲပြီးအပ်ပြီးဆိုရင်စိတ်မလောပါနဲ့စာရင်တဖြည်းဖြည်းချင်းလိုအပ်တဲ့တင်ငန်းစာမှန်တယ်များကိုတခါတည်းစုပြီးမပို့ပါဘူးတဖြည်းဖြည်းချင်းပို့ပြီးလေ့လာလို့ရအောင်ဆိုအကုန်လုံးကိုစီစဉ်ပေးထားပါတယ်ဇာစီမှာတင်တန်းတက်သွားတဲ့လူကအားလုံးသိပါတယ်လုံးဝတင်တန်းတက်ပြီးတန်းစားလုံးဝပြစ်တာတဲ့လူတွေမှမပါဘူးပေါ့နော်လိုအပ်တဲ့တင်ငန်းစာမှန်တယ်များဆိုတော့အားလုံးပို့ပေးတယ်အပြင်တွေ့3ဘတ်1ရက်တင်တန်းကကြောက်ဆိုတင်တန်းပြီးသွားတာနဲ့လိုအပ်တဲ့တင်ငန်းစာတွေအားလုံးကိုကျွန်တော်တို့ဒီ Telegram ကနေပို့ပေးတယ်Viber မဟုတ်ရင် Telegram နဲ့ကျွန်တော်ပို့ပေးတယ်အများကြီး Telegram နဲ့ပို့ပေးတယ်တကယ်လို့ကျွန်တော်3ဘတ်တင်တန်းစနေနေ့ကို3ဘတ်တင်တန်းလည်းကျွန်တော်တင်တန်းပြီးသွားရင်လည်းတင်တန်းလေးတွေအားလုံးကျွန်တော်ဗီဒီယိုပို့ပေးတယ်လိုအပ်ရင်ကျွန်တော်ဇွန်နဲ့သွားမယ်ပေါ့နော်တချို့ကျတော့ဇွန်နဲ့တင်ရတာမကြိုက်တဲ့လူရှိရဲအဲ့ဆိုကျွန်တော်လိုအပ်တဲ့ဗီဒီယိုပို့ပေးမယ်ဇွန်နဲ့တင်ရကြတယ်ဆိုရင်ဇွန်နဲ့ကျွန်တော်တင်ပေးမယ်ပေါ့နော် online တင်တန်း2မျိုးရှိတယ်ဒီ online မှာတင်တန်း2မျိုးထပ်ရှိရဲ2ရက်တင်တန်းနဲ့3ဘတ်တင်တန်းဆိုပြီးရှိရဲအခုကျွန်တော်ဒီ3ဘတ်တင်တန်းမှာကျွန်တော်ကွန်ပျူတာအခြေခံတွေပါမယ်ကျွန်တော်ဒီ Photoshop ပါမယ်ပေါ့နော်ဒီပြီးတော့ဒီတစ်စိရိုက်ကြတော့မပါဖြစ်ပါမယ်ပေါ့နော်ကျွန်တော်စရက်မှာစတစ်ကာကြောင်းအကုန်လုံးပါတယ်စတစ်ကာ3မျိုးတော့ပါမယ်ပေါ့နော်ဒီရဲ့ sublimation ရဲ့ကျွန်တော် PUB9 စတစ်ကာရဲ့ဆိုပြီး3မျိုးပါမယ်စတစ်ကာရိုက်ပုံရိုက်ဒီခွတ်ရောရေးဘူးရောအကုန်လုံးရိုက်ပုံရိုက်ဒီအားလုံးပါမယ်ဆိုတော့ရိုက်ပုံရိုက်ဒီပါမယ်တကယ်လို့မသိရင်အားမနာနဲ့မေးလို့ရတယ်ဆိုတော့ online မှာရာတက်ပံမေးလို့ရတယ်ပေါ့နော်တင်တန်းလာအပ်လို့ရတယ်ဆိုတော့ပြင်တွေ့တင်တန်း2ရက်တက်မယ်ဆိုရင်တို့ဒီ16ရက်နေ့စမယ်ပေါ့နော်ဒီလာမယ်ဆင်လာမှာ16ရက်နေ့ကိုစမယ်တို့3ဘတ်တင်တန်းဆိုရင်တော့စနေနေ့ကို3ဘတ်ဆိုတက်ရမယ်ပေါ့နော်အဲ့ဒါဒီတင်တန်းတက်ရှိမယ်ပေါ့နော်အဲ့ဒါအပြင်တွေ့တင်တန်း online တင်တန်းကတော့တို့တက်တဲ့ဒီရာတက်ပံသွားလို့ရတယ်ကိုမတက်မချင်းတို့တင်တန်းစာတွေမေးလို့ရတယ်ဇာစီမှာတင်တန်း app ပြီးသွားပြီဆိုရင်တော့ကြိုက်တဲ့ချိန်ပိုင်းonline တင်တဲ့ရက်တက်မှတ်ချက်မရှိဘူးတယောက်နဲ့တယောက်ကတက်တာချင်းမတူဘူးပေါ့နော်ဆိုတော့တက်နေလားမိကုန်းလေးအကုန်လုံးမေးလို့ရတယ်ပေါ့နော်တင်တဲ့စုံစမ်းချင်တယ်ဆိုရင်တို့ Telegram Fiber မှာလာပြီးတင်တဲ့အသေးစိတ်ကိုမေးမြန်းလို့ရတယ်ဆိုအားလုံးဖြည့်ပေးထားတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒီနေ့